off road မောင်းတာကြတော့လေကျွန်တော်ဟို feeling တစ်ခုပေါ့နော်သူက adventure ဆန်တယ်ကျွန်တော်တို့ဒီပုံမှန်သွားနေကြလမ်းတွေမဟုတ်ဘဲနဲ့ကျွန်တော်တောရဲတောင်တွေထဲမှာစွန့်စွန့်စားသွားတယ်ဟာပေါ့လမ်းမရှိတဲ့လမ်းတွေရွေးသွားရတယ်နောက်တစ်ခါကျအခက်အခဲတစ်ခုရောက်ပြီဆိုလို့ရှိရင်ဒီဟာကိုငါတို့ဘယ်လိုကြော်ဖြတ်မလဲဆိုတော့ excited feeling ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကကြိုက်ပြီးတော့မှဒီကားတစ်စီးရဲ့ driver skill နောက်ပြီးကားရဲ့ကြက်ခိုင်မှုဒါတွေအကုန်ပေါင်းပြီးတော့မှကျွန်တော်တို့ကမောင်းရတဲ့ဟာတွေကြောင့်ဒီ exciting အပြည့်ပေးနိုင်တယ်ကျွန်တော် off road ကိုကြိုက်သူတို့ပြောတယ်ဟိုကျွန်တော်အမြဲအမျိုးသမီးကိုနောက်နေကြစကားရှိရပါတော့ဒီကားဆိုတာဟိုမိမပြီးရင်အချစ်ဆုံးပေါ့နော်သဘောတဘာတက်မဲ့တယ်မှာအချစ်ဆုံးတက်ရှိတယ်မှာဆိုတော့မိမပြီးရင်အခွာဖြစ်ချစ်ဆုံးဘာလို့လဲဆိုတော့ဒီကားဆိုတာကကျွန်တော်တို့ကမွေးကလေးကကျွန်တော်ကားနဲ့လက်မိုးစီးနေတဲ့ခါကျတော့ဒီကားကိုကျွန်တော်ကိုယ့်ရဲ့ဟိုဘယ်လိုပြောရမလဲသားသမီးလိုမျိုးဟိုအဲ့လိုမျိုးချစ်တယ်ကြိုက်တယ်ဟောသူတို့ရှိနေမြင်နေရရင်ပြောတယ်ခါကျရင်ကိုဒါမသုံးရတာသူတို့ထဲကိုဆိုဘယ်လောက်ဆိုထဲလိုက်ဘယ်လိုမျိုးလုပ်လိုက်ပေါ့နော်အဲ့လိုမျိုးကြောင်ကျွန်တော်ကဒီကားတွေကကိုယ့်ရဲ့ဒီအသွေးသားတစ်ခုလိုမျိုးကျွန်တော်ခံစားပြီးတော့ယူသွတ်တာပေါ့ဟုတ်ကျွန်တော်အခုလက်ရှိရတော့ပေါ့နော်ကျွန်တော်အခုအသုံးအများဆုံးကတော့ဒီမောင်းတဲ့ချိန်မှာကျွန်တော်ဒီ Land Cruiser ဟို80 series ကိုကျွန်တော်သုံးတယ်ပေါ့နော် off road မောင်းတဲ့ချိန်တော့ဒီပုံမှန် daily ဆိုရင်တော့ကျွန်တော်ဒီတန်မုံပေါ့ KZJ 78ပေါ့ဒီ Land Cruiser တန်မုံလို့လည်းခေါ်ကြတယ်အများဆုံးပေါ့နော်အဲ့ကောင်ကိုကျွန်တော်အသုံးများတယ်ဟောဆိုဒီကောင်ကိုကျွန်တော်ရန်သဘောကြလို့ဝယ်လိုက်တာဝယ်ပြီးတော့ဒီကောင် daily အတွက်ပဲကြည့်လို့ကောင်းတယ်နောက်ပြီးလို့ရှိရင်တရားကတန်ဖိုးထားတဲ့လူတွေကမြင်လို့ရှိရင်ဟာဒီကမိုက်တယ်ရှားသွားပြီပေါ့နော်ဒါမျိုးလေးပြီးတော့ကျွန်တော်ကလေးကိုကျွန်တော်သူများကြည့်ရဲ့ feeling ကိုကြိုက်တယ်ခီးပါညာထွက်တယ်ပါညာဆိုရင်သူနဲ့သွားဖြစ်တယ်အဲကြောင့်ဒီကားလို့ကျွန်တော်အမြင် daily သုံးဖြစ်နေတာကျွန်တော်အကြိုက်ဆုံးကားကတော့အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်အကြိုက်ဆုံးကားကျွန်တော်ရောင်းလိုက်ပြီကျွန်တော် GTR 34ကတော့ကျွန်တော်ဘောမှာအကြိုက်ဆုံးကားပေါ့နော်ကျွန်တော်ပြန်ဝယ်ဖို့လည်းစိတ်ကူးထားတယ်ဒီကတော့ဒါကတော့ကျွန်တော်ဟိုရောင်းလိုက်တဲ့ကားပေါ့နော်လက်ရှိအကြိုက်ဆုံးဆိုကျွန်တော်ဒီ80ကိုအကြိုက်ဆုံးပဲကျွန်တော်ဒီနောက်ကကျွန်တော်80ကိုဟောတော့သူကျွန်တော်ဒါဘယ်လိုပြောလဲကျွန်တော်လူတယောက်နဲ့ပြောဆို never let me down ပေါ့နော်သူကျွန်တော်ဘယ်တော့မှစိတ်ညစ်အောင်မလုပ်ဘူးခီးသွားတယ်ဟိုတခုဆိုလို့ရှိရင်တော့ပဲဒီဟိုစုမရရင်တော့ပန်းဝင်အောင်သူရောက်ပို့ပေးတယ်အကောင်းဆုံးသူကျွန်တော်တို့အမြဲအလုပ်ပေးတယ်အဲ့တော့ပြိုင်ပွဲတောက်လျှောက်လဲစိတ်မညစ်ရဘူးခီးထွက်လဲသူနဲ့ကျွန်တော် adventure ခီးသွားလဲစိတ်မညစ်ရဘူးအဲ့တော့ဒီကားကိုကျွန်တော်ကလက်ရှိအကြိုက်ဆုံးပေါ့ဟုတ်ကျွန်တော်ကားဆိုတာပေါ့နော်ဝါသနာပိုင်းအမျိုးမျိုးရှိအောင်ပြိုင်ကားဆိုလို့ရှိရင်ကျွန်တော် drift မောင်းတာရှိတယ် circuit မောင်းတာရှိတယ်နောက်ပြီးတော့ကျွန်တော် drag racing ပေါ့အမြန်မောင်းတာရှိတယ်ကျွန်တော်ဒီ 4 wheel ပါဆိုတော့ off road ပြိုင်ပွဲရှိတယ်နောက် adventure ပေါ့နော်ကျွန်တော်တို့ဒီခီးထွက်တာရှိတယ်ကျွန်တော်တို့စိတ်ထဲမှာကိုဘယ်ဟာကို feel လာလဲဒါကိုကိုယ်က design လုပ်ဖို့တော့လိုတာပေါ့နော်စိတ်တကယ် use ဖို့လိုတယ်နောက်ပြီးလို့ရှိရင် annual ကင်းဆိုတာမောင်းနေတယ်ဖို့လည်းလိုတယ်နောက်ပြီးလို့ရှိရင်ကိုယ်ကားကိုလည်းတန်ဖိုးထားတယ်ဖို့လိုတယ်အဲ့တော့ကိုယ်ကားရုပ်မှုကြောင့်လည်းဆိုကားကိုစီးကန်းတကြားနဲ့ကောင်းကောင်းမော်တင်းမောင်းတဲ့ဖို့ကတော့အရေးကြီးရပေါ့နော်ဒါပေမဲ့ဝင်မယ်ဆိုတော့အရင်ဆုံးတော့ကားကိုပြင်ဆင်ပါလေးလာပါကိုသွားကျင်တဲ့အကြောင်းကဘာလဲဆိုတော့တခြားလေးလာတင်ယူပြီးတော့မှကျွန်တော် simulator လည်းရှိနေပါတယ် simulator နဲ့မောင်းဆန်စူးစမ်းပြီးလို့ရှိရင်ကျွန်တော်ဒီပြိုင်ပွဲကိုပါဝင်ဖို့ဖိတ်ခေါ်ပါတယ် off road ဆိုလို့ off road ပြိုင်ပွဲကျွန်တော်နှစ်စဉ်တိုင်းရှိပါတယ်ပြိုင်90ပြိုင်9ပြိုင်ပွဲရှိပါတယ်ထပ်လာဖို့လည်းရှိတဲ့အခါကျတော့အားလုံး safety ဖြစ်စွာအနေနဲ့ကစားမောင်းနေပြီးတော့ပြိုင်ပွဲကိုလည်းဖိတ်ခေါ်ပါတယ်အကုန်လုံးတယ်မနဲ့ချို့ကားစင်တာနဲ့ပတ်သက်တော့ဖြစ်ကား restoration customization ဖြစ်တခုပေါ့နော်လုပ်ချင်တာဖြစ်လို့ရှိရင်လည်းကျွန်တော်လာမေးလို့ရပါကျွန်တော် auto life ကပိုင်ရှင်ပါရန်ကုန်မှာလေးမှာလည်းကျွန်တော်ဖွင့်ထားပါတယ်ဒါပေမဲ့သိချင်တာရှိရင်ကျွန်တော်မေးလို့ရပါတယ်နောက်ပြီးလုပ်ချင်တာရှိရင်ပြောလို့ရပါတယ်ဘာမှမဆိုကားနဲ့ပတ်သက် welcome